ChatGPT ဒါမှမဟုတ် Gemini AI ကိုသုံးပြီးတော့ IELTS essay လေ့ကျင့်တဲ့နည်းကိုပြောပြပေးမယ်ဒီနေ့ကပြီးခဲ့တဲ့နှစ်ခွဲလောက်ကကျွန်တော်အသုံးပြုခဲ့တဲ့နည်းပေါ့နော်ပြီးခဲ့တဲ့နှစ်ခွဲလောက်က scholarship အတွက် IELTS essay ဖြေဖို့လို့တော့ကျွန်တော်သုံးခဲ့တဲ့နည်းအဲ့တော့ IELTS essay ဖြေဖို့ကကျွန်တော်မှာအချိန်2ပတ်ပဲရှိတယ်ဒါပေမဲ့ကျွန်တော်က speaking နဲ့ listening ကိုလည်းမကြောက်ဘူး reading ကိုလည်းမကြောက်ဘူးကျွန်တော်ကြောက်တာ writing တစ်ခုပဲကြောက်တာဘာကြောင့်လဲဆိုတော့ကျွန်တော် academic essay တွေလည်းမရေးဘူးပြီးရင် IELTS သင်တန်းလည်းမတက်ဘူးအဲ့ဒါကြောင့်မလို့ IELTS essay ကကျွန်တော်တို့အခက်အခဲတစ်ခုပေါ့နော်ဒါပေမဲ့နှစ်ပတ်ထဲအချိန်ရတော့ကြတော့သင်တန်းတက်ဖို့အချိန်လည်းမရတော့အဲ့တော့ self study ပဲလုပ်မယ်ဆိုပြီးတော့မှ self study လုပ်တယ် self study လုပ်ရင်းနဲ့မှအဲ့ဒီနှစ်ခွဲလောက်တုန်းက ChatGPT ကစပြီးတော့ပေါ်လာပြီအဲ့တော့ကျွန်တော်အဲ့ဒီ AI ကိုပဲကျွန်တော် essay writing သင်ခိုင်းလိုက်တယ်အဲ့ဒီနည်းကိုအခုပြန်ပြီးတော့မှမျှဝေပေးမယ်ကဲတော့ကျွန်တော်တို့ဒီ IELTS writing task 2ရဲ့ band descriptor ကိုအရင်ကြည့်ရအောင်ကျွန်တော်တို့ဒါကိုမသိဘဲနဲ့ IELTS essay ကိုလေ့ကျင့်လို့မရဘူးဗျဘာဖြစ်လို့လဲဆိုရင်အမှတ်ကဒီတိုင်းပဲပေးမှာမလို့ IELTS စာစစ်တဲ့သူတွေကလည်းဒီအတိုင်းပဲသူတို့ကြည့်ပြီးတော့မှအမှတ်ပေးတာဒါကြောင့်မလို့ကျွန်တော်တို့လေ့ကျင့်တဲ့အခါမှာလည်းဒီဟာကိုကြည့်ပြီးတော့မှအမှတ်ပေးလို့ရတယ်အဲ့တော့ဒီမှာကဖတ်ပြရမယ်ဆိုရင်တော့အများကြီးပဲကျွန်တော်အကြမ်းပြင်းပဲပြောပြလိုက်တော့မှာနော်ဒီမှာ band ကကျွန်တော်တို့0ကနေ9ထိရှိတယ်ပြီးရင် category 4ခုရှိတယ်အဓိကအဲ့ category 4ခုကိုကျွန်တော်အကြမ်းပြင်းရှင်းပြမယ်ဒီပထမဆုံး category ကကျွန်တော်တို့ task response ကိုကျွန်တော်တို့အလွယ်နားလည်အောင်ပြောရရင်သူမေးခွန်းကိုဖြေရလားပေါ့နော်မေးခွန်းကိုတိတိကျကျဖြေရလားဒါကိုတို့ကစစ်တာမေးခွန်းကိုအပိုတွေဖြေထားတယ်ရော့ဖြေထားတယ်ဆိုရင်ကျွန်တော်တို့အမှတ်က band 9လောက်ထိမရောက်ခွင့်နဲ့8လောက်7လောက်6လောက်ပေါ့နော်ဒီလောက်ရှိနေတတ်တာမျိုးတွေရှိတယ်အဲ့တော့ task response ဆိုတဲ့နေရာမှာကျွန်တော်ဥပမာတစ်ခုနဲ့ပြောရမယ်ဆိုရင်ဥပမာ the advantages and disadvantages of drinking coffee လို့ဆိုကြပါစို့ဒါ coffee တောက်သုံးခြင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုဆွေးနွေးပါလို့သူကမေးတာပေါ့နော်အဲ့ခါမှာကျွန်တော်တို့က task response အမှတ်ကောင်းဖို့ဆိုရင်ကျွန်တော်တို့ကအဲ့ဒီ advantages and disadvantages of drinking coffee ကိုပဲဖြေရုံပဲကောင်းကျိုးနဲ့ဆိုးကျိုးကိုနှစ်ပိုင်းလောက်ခွဲပြီးတော့ဖြေလိုက်ရုံပဲအဲ့ဒါကိုကျွန်တော်တို့ကသွားပြီးတော့မှ coffee ဆိုတာကတော့ Ethiopia နိုင်ငံမှာ9 century လောက်ကနေစပြီးတော့မှပေါ်ပေါက်လာပါတယ်ဗါတယ်ဆိုတော့ကိုယ့်ရဲ့ဒီဘူတူရတွေသွားကြွယ်လိုက်ရင်ဒါကမဆိုင်တာတွေသွားပြောတာကျွန်တော်ကကိုယ့်ရဲ့ဒါ coffee ရဲ့ history တွေပါတယ်မမေးဘဲနဲ့သွားဖြေတာမျိုးအဲ့ဒါကြရင်ကျွန်တော်ကအမှတ်လျော့တယ်မမေးတာကိုသွားဖြေတာပိုးဖြေတာဒါမှမဟုတ်ကျွန်တော်က coffee ရဲ့ကောင်းကျိုးတွေ advantages တွေကြီးပဲရေးပြီးတော့မှစလုံးရပြည့်သွားတယ် disadvantages ကမပါဘူးအဲ့ကြတော့လေကျွန်တော်ကလျော့ဖြေတာဖြစ်သွားတယ်အဲ့အတွက်လည်းအမှတ်ကမကောင်းတတ်ဘူးဒါ task response ကိုဒါအဓိကအခြေခံနားလည်အောင်လို့ရှင်းပြတာ okay task response ကိုကြည့်ပြီးဆိုရင်တို့က coherent and cohesion ဆိုတာကိုကြည့်တယ် coherence and cohesion ဆိုတာကကြတော့ကျွန်တော်တို့ကြောင်းကျိုးစီလျော်ရဲ့လားပြီးရင်အစီအစဉ်ကြနာရဲ့လားပေါ့နော်ခုန coffee ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုပဲကျွန်တော်တို့ပြန်ပြီးဥပမာယူပြီးပြောအောင် coffee ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုပြောတဲ့အခါမှာကိုရီရဲ့ပြောချင်တဲ့ကောင်းကျိုးဆိုးကျိုးတွေကဆိုင်ရဲ့လားပေါ့နော်အကျိုးကြောင့်စီလျော်ရဲ့လားcoffee တောက်ချင်းအပြင်ကျွန်တော်တို့ကခွန်အားတိုးပွားစေပါတယ်တို့ဘာလို့ဒါတွေဆိုရင်ကျွန်တော်တို့ကဟိုမဖြစ်တော့အကြောင်းကျိုးမစီလျော်တော့အဲ့တော့သူ့ရဲ့ကောင်းကျိုးကဘာဖြစ်မလဲကျွန်တော်တို့လူကိုလန်းဆန်းစေတယ်ဘာဖြစ်စေတယ်ဒါဆိုရင်ကျိုးကြောင့်စီလျော်တယ်သူ့ရဲ့ဆိုးကျိုးကကြတော့ဘာဖြစ်တတ်တယ်လဲဆိုရင်ကိုလေးချိန်တက်တယ်လို့ဘာလို့ဒါတွေဆိုရင်မဆိုင်တဲ့ logical မဖြစ်တဲ့ဟာတွေဖြစ်သွားပြီဒါပေမဲ့သူနဲ့အကြောင်းကျိုးစီလျော်တဲ့ disadvantages ဆိုရင်ဘာဖြစ်မလဲဆိုရင်ဥပမာ coffee အတောက်များရင်ရင်တုံတာတွေပါ caffeine နဲ့မတည့်တဲ့သူတွေဆိုရင်ဒါတွေဖြစ်တတ်တယ်ဒါဆိုရင်အကြောင်းကျိုးစီလျော်တယ်ဟုတ်ပြီအဲ့ဒီအကြောင်းကျိုးစီလျော်ပြီဆိုတဲ့နောက်မှာအဲ့ဒီအကြောင်းကျိုးတွေကိုကျွန်တော်ကအစီအစဉ်တကျ logical ဖြစ်ဒီ essay ထဲမှာထည့်ပြီးရေးထားရလားဆိုတော့သူတို့ကကြည့်တာဒါ coherence and cohesion ပဲအဲ့တော့ကြောင်းကျိုးစီလျော်မှုအစီအစဉ်ကြားနာမှုဒါ coherence and cohesion ပဲအဲ့ဒီ coherence and cohesion ကိုသွားပြီးတော့မှအထောက်အကူပေးတာကဘာလဲဆိုရင်ကျွန်တော်တို့ cohesive devices လို့ခေါ်တဲ့စကားလုံးတွေရှိတယ်အဲ့စကားလုံးတွေကိုလိုအပ်ရင်လိုအပ်တယ်လို့သုံးပေးတတ်ရမယ်ဥပမာကျွန်တော်တို့အကြောင်းအရာတစ်ခုကိုပြောနေရနေမှာကျွန်တော်ကစန့်ကျင်ဘက်အကြောင်းအရာတစ်ခုပြောရမယ်ထားပါတော့เนาะအဲ့ခါမှာကျွန်တော်က however ဆိုတာမျိုးခံပြီးတော့ပြောလိုက်တာမျိုးအဲ့ဒါကိုကျွန်တော်က cohesive devices လို့ခေါ်တယ်လို့ကျွန်တော်က signal word တွေလို့လည်းပြောလို့ရတယ်စာဖတ်တဲ့သူကိုကျွန်တော်က signal ပြလိုက်တာ however လို့ရေးလိုက်ပြီးဆိုတာ ਨੇ နောက်ထပ်စန့်ကျင်ဘက်အမြင်တစ်ခုကိုကျွန်တော်ကပြောရမယ်ဆိုတာကိုစာဖတ်သူကနားလည်လိုက်တယ်ဥပမာပထမစာပိုက်ကကျွန်တော်က advantages of coffee တွေကိုပြောတဲ့အခါမှာ on the one hand ဆိုပြီးတော့မှတစ်ဖက်မှာတော့ဆိုပြောထားပြီးနောက်စာပိုက်တစ်ပိုက်ကိုစတာနဲ့ကျွန်တော်က on the other hand လို့ပြောလိုက်ပြီးဆိုတာ ਨੇ ဒီစာပိုက်ကတော့အရှိရစာပိုက်ရဲ့စန့်ကျင်ဘက်ကိုပြောရမယ်ဆိုတာကိုကျွန်တော်တို့ကဒီစာဖတ်တဲ့သူကနားလည်တယ်အဲ့ဒါတွေကိုကျွန်တော်က cohesive devices တွေလို့ခေါ်တယ်အဲ့ဒါတွေကိုကျွန်တော်လိုအပ်ရင်လိုအပ်တယ်လို့အသုံးချတတ်ရမယ်အများကြီးတော့သုံးလို့လည်းမရဘူးပြုံစီခတ်နေအောင်ဒါကြီးသုံးပြလိုက်ရင်လည်းဒါမလိုအပ်ဖက်နဲ့ကျွန်တော်ကသုံးလိုက်တာဖြစ်တဲ့အတွက်ဒါကလည်းအမှတ်လျော့တတ်တယ်အဲ့တော့ balance ပေါ့နော် balance ဖြစ်ရမယ်
okay ဒီနှစ်ပိုင်းအောင်နားလည်ပြီနော်နောက်တစ်ပိုင်းကကျွန်တော်တို့ lexical resources ကအဓိကဘာလဲဆိုရင်vocabulary ပဲကျွန်တော် vocabulary တွေကိုခဏခဏထပ်ပြီးတော့မှသုံးလို့မရဘူးပြီးရင်ဒါ IELTS essay တွေကကျွန်တော်က academic essay တွေဖြစ်တဲ့အတွက် academic word တွေကိုကျွန်တော်တို့တွေတက်နိုင်သမျှရွေးချယ်ပြီးတော့သုံးရမယ်ကျွန်တော်တို့ဒီ slang တွေတို့ colloquial တွေတို့ဒါမျိုးတွေကိုကျွန်တော်တို့သုံးတာတွေရှောင်ပေးရမယ်ပေါ့နော်အဓိကဒီ academic ဖြစ်တဲ့စကားလုံးတွေ formal စကားလုံးတွေပြီးရင်စကားလုံးတွေအတက်နိုင်သမျှမထက်အောင်လို့သုံးရမယ်ဥပမာကျွန်တော်ကဒီ essay ထဲမှာ people ဆိုတာကို3ခေါက်လောက်ရေးထားတယ်ဆိုရင်ဒါစကားလုံးထက်နေပြီဒီလူက lexical resource မကောင်းဆိုတော့အတိတ်ပဲတက်ရောက်သွားနိုင်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ရဲ့ band က8လောက်7လောက်မရောက်ဖ ೇನೆ 6လောက်5လောက်ပဲရောက်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ရှေ့မှာ people လို့သုံးထားတယ်ဆိုရင်နောက်ကျရင် individual လို့သုံးရင်လည်းသုံးမှာပေါ့နော်ဥပမာ teacher ဆိုတာကိုသုံးထားပြီးသားနောက်တစ်ခေါက်ထပ်ပြီးတော့ထပ်သုံးဖို့လိုလာရင် educator လို့သုံးမှာပေါ့ student အစားကျွန်တော်တို့က learners လို့သုံးမှာပေါ့ပြီးရင် country လို့ပြောမဲ့အစား country ကိုတစ်ခေါက်သုံးထားပြီးဆိုရင်နောက်တစ်ခေါက်မှာကျွန်တော်တို့က nation လို့သုံးရင်သုံးမှာပေါ့okay နော်ရှေ့စာပိုင်းမှာကျွန်တော်တို့က for example လို့သုံးထားတယ်ဆိုရင်နောက်စာပိုင်းမှာကျွန်တော်တို့က for instance တို့ဒါမှမဟုတ်ရင်ကျွန်တော်တို့ such as တို့ like တို့ဒါတွေသုံးမှာပေါ့နော်အဲ့ဒါမျိုးစလုံးကြီးကျွန်တော်တို့ကမထက်အောင်သုံးတာပြီးရင် academic စကားလုံးတွေကိုအသုံးပြုနိုင်တာဒါကိုကျွန်တော်တို့က lexical resource လို့ခေါ်တယ်သုံးနိုင်ရင်သုံးနိုင်တဲ့လောက်အသုံးတိကျဖို့လည်းလိုတာပေါ့နော်တိကျကျသုံးနိုင်ရင်သုံးနိုင်တဲ့လောက်ကျွန်တော်တို့ရဲ့ band ကလည်းတက်လာမှာဖြစ်တယ်အဲ့တော့ဒါကဒီအပိုင်း3ပြီးပြီနောက်တစ်ပိုင်းက grammatical range and accuracy လို့ခေါ်တယ် grammatical range and accuracy ဆိုတာကျွန်တော်က IELTS essay တစ်ပုဒ်မှာဗျာကျွန်တော်တို့ sentence ဘယ်နှကြောင်းလောက်ရေးရနိုင်လဲဆိုတော့15ကြောင်း16ကြောင်းလောက်ပါနိုင်တယ်ပေါ့နော် essay တစ်ပုဒ်ရေးတဲ့အခါမှာဒါကျွန်တော်အကြမ်းဖျင်းပြောရအောင်အဲ့လောက်ပဲရေးရမယ်လို့ပြောတာမဟုတ်ဘူး15ကြောင်း16ကြောင်းလောက်ပါနိုင်တယ်အဲ့ဒီခါမှာကျွန်တော်တို့က sentence တွေကိုရေးတဲ့အခါမှာအားလုံးကိုကျွန်တော်တို့က sentence structure တွေကအားလုံးထပ်ပြီးတော့မှတပုံစံလေးတွေရေးထားတာမျိုးထက်ကျွန်တော်တို့က sentence structure တွေကိုကျွန်တော်တို့ grammar ကျွမ်းကျင်ကြောင်းကိုပြဖို့အတွက်ကျွန်တော်တို့က sentence variety တွေပေါ့နော်စုံအောင်ရေးပေးနိုင်ပိုကောင်းတယ်ဥပမာ simple sentence တွေလည်းပါမယ် compound sentence တွေပါမယ် complex sentence တွေပါမယ် compound complex sentence တွေပါမယ်ပြီးရင် passive sentence တွေပါမယ်ပြီးရင် gerund နဲ့စားတဲ့ sentence မျိုးတွေပါမယ်ဒါမျိုးတွေကျွန်တော်တို့ကလောက်အောင်ကစားပြီးတော့သုံးသွားတယ်ဆိုရင်ဒီ grammatical range ကြီးကအကျယ်ကြီးဟာဆိုပြီးတော့မှသူတို့ကသတ်မှတ်လိုက်တယ်ဒါပေမဲ့ grammatical range ကျယ်ယုံတင်လားဆိုတော့မဟုတ်ဘူး accuracy မှန်ကန်တိကျအောင်လဲရေးနိုင်တယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ band score ကပို့ပြီးတော့တက်တယ် okay နော်အဲ့တော့သူတို့ကဒီ category ၄ခုကိုသူတို့ကအမှတ်တွေပေးပြီးတော့မှအားလုံးကိုပြန်ပေါင်းပြီးတော့၄နဲ့စားချလိုက်ရင်ကျွန်တော်တို့ရဲ့ writing band အမှတ်ထွက်လာတယ်ဥပမာထားပါတော့ကျွန်တော်တို့ကဒီမှာက task response မှာက8လောက်ရတယ်coherent and cohesion မှာကကျွန်တော်တို့7လောက်ရတယ် lexical resources မှာက7လောက်ပဲရတယ် grammatical range and accuracy က8လောက်ရတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါကိုပေါင်းပြီး4နဲ့စားချလိုက်ရင်ကျွန်တော်တို့ရဲ့အမှတ်က 7.5 ဆိုပြီးထွက်သွားတာပေါ့ဒါတို့အမှတ်ပေးတဲ့ပုံစံဒါအကြမ်းပြင်းเนาะဒီ band descriptor ကိုကျွန်တော်တို့ online မှာ download ဆွဲလို့ရတယ် download ဆွဲပြီးတော့မှအသေးစိတ်လေ့လာလို့ရတယ် okay ဒါပြီးပြီဆိုရင်ကျွန်တော်တို့အဓိကပိုင်းလာမယ် Gemini သို့မဟုတ် ChatGPT ကိုသုံးပြီးတော့မှဘယ်လိုကျွန်တော်တို့ IELTS essay တွေလေ့ကျင့်မလဲဆိုတာကိုကျွန်တော်ပြောပြမယ်ဒါကျွန်တော်ကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့နည်းဒါပေမဲ့ဒီနည်းလမ်းအတိုင်းဒါခင်ဗျားတို့လည်းလေ့ကျင့်ပါဒီတိုင်းပဲအမှတ်တွေကောင်းပါမယ်ရပါမယ်လို့မဆိုလို့เนาะဒါကျွန်တော်သုံးခဲ့တဲ့နည်းကိုကျွန်တော် recommend ပေးတာဒါပဲအဲ့တော့ကိုယ့်အတွက်အသုံးလို့တာကိုသုံးကြည့်အသုံးမလို့ရင်ဖယ်လိုက်ရုံပဲဒါပဲ okay အဲ့တော့ပထမဆုံးကျွန်တော်နမူနာရေးထားတဲ့ essay တစ်ပုဒ်ကိုပြမယ်နမူနာရေးထားဆိုတာခုနလေးကမှရေးတာပါရေးတာဆိုတော့ကျွန်တော်ဒီ essay ကိုကျွန်တော်တိတ်ပြီးတော့အရန်ကြီးကောင်းအောင်ရေးမထားဘူးပြီးရင်တက်တက်အမားလေးတွေထည့်ပေးထားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီ Gemini တို့ ChatGPT တို့ကိုသုံးပြီးတော့မှဘယ်လိုကျွန်တော်တို့ essay ကိုရေးမလဲဆိုတာကိုကျွန်တော် demonstrate လုပ်မှာမို့လို့ဒီ essay ကိုကျွန်တော်နည်းနည်း vocabulary ထပ်အောင်ရေးထားတယ်ဗျာ grammar အမားလေးထည့်ပေးထားတယ် okay နော်ဒါရွေချက်ရှိနဲ့လုပ်ထားတယ် okay အဲ့တော့တစ်ချက်ကြည့်အောင်ကောင်းတယ်ဖတ်ပြမှာနော်သူရဲ့မေးခွန်းက ecotourism usually involves people visiting remote areas some people think this will have a negative impact on local cultures and communities. What problems can result from ecotourism? What measures can be taken to protect local culture and communities? ဒါ2024ရမေးခွန်းတစ်ခုပေါ့နော်။အဲ့တော့ဒီမှာဆိုရင်သူ့ရဲ့မေးခွန်းကဘာလဲဆိုရင်အပေါ်ကဒီနှစ်ကြောင်းကဘာလဲဆိုရင်သူ statement နေ Ecotourism usually involves people visiting remote areas. Some people think this will have a negative impact on local cultures and communities.What problems can result from ecotourism? What measures can be taken to protect local culture and communities? အဲ့တော့
ကျွန်တော်တို့ဒီဆရာတော်တော်များများသင်တဲ့ပုံစံနဲ့ကျွန်တော်တို့ပုံစံကွက်ထဲကိုထည့်လိုက်မယ်ဆိုရင်ဒါ problem and solution ပဲ problem and solution essay အမျိုးအစားပဲဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်အဲ့ပုံစံနေနဲ့မလေ့ကျင့်ခဲ့ဘူးပေါ့ကျွန်တော်ဘာနဲ့လေ့ကျင့်လဲဆိုတော့ခုနကဒီ IELTS band descriptor နဲ့ပဲလေ့ကျင့်ခဲ့တယ်ထုံးစံအတိုင်းဒီမှာပုံစံချမယ်ရေးဆိုရင်ကျွန်တော်တို့ mapping အရင်လုပ်လိုက်ခေါင်းထဲမှာဟုတ်ပြီဒီ essay ကိုငါရေးတော့မယ်အနည်းဆုံးတော့၄ byte ရေးမယ်2 byte က introduction တစ် byte ပါမယ် conclusion တစ် byte ပါမယ်အဲ့တော့ body ဘယ်နှ byte ကျန်ပြီလဲဆို2 byte ကျန်ပြီအဲ့ဒီ body 2 byte ကိုကျွန်တော်တို့က problem တစ် byte solution တစ် byte ထည့်ပေးလိုက်ရုံပဲဘာလို့ဆိုသူမေးခွန်းကဒီမှာလေ problem နဲ့ဒီမှာ what measures can be taken ဆိုတာ solution ကိုမေးတာပဲဘာ action တွေကျွန်တော်တို့ယူနိုင်မလဲဆိုအောင်မေးတာအဲ့တော့ problem တစ် byte solution တစ် byte ရေးပေးလိုက်ရုံပဲ okay နော်အဲ့တော့ကျွန်တော်ဒီ introduction ကိုစပြီးတော့မှဖတ်ရအောင် introduction ကEcotourism usually involves travelers visiting remote or environmentally sensitive areas. In recent years, ecotourism becomes more popular. ဒီမှာဆိုရင် has လို့ရနော်ကျွန်တော်တက်ချန်ခဲ့တာ more popular, but many people think it can bring negative impact to local culture and communities. ဒီအထိကကျွန်တော် restate ပြန်လုပ်တာမေးခွန်း IELTS essay တွေရေးတဲ့အခါမှာ introduction ရေးတဲ့အခါမှာကျွန်တော် restate ပြန်လုပ်ရတယ် restate လုပ်တဲ့အခါမှာတက်နိုင်သမျှoriginal တိုင်းသုံးထားတဲ့စကားလုံးတွေကိုရှောင်ပြီးတော့သုံးနိုင်အကောင်းဆုံးပဲဒီမှာတော့ကျွန်တော်မရှောင်ဘူးဘာလို့လဲဆိုရင်ခဏနေကြရင်ကျွန်တော်ဒီ AI နဲ့ပြင်မှာမလို့မရှောင်မင်းနဲ့တက်ကိုဒီတိုင်းတွေတော်တော်များများပြန်သုံးထားတာ restate ပြန်လုပ်တယ်တနည်းအားဖြင့်ဒါကကျွန်တော်တို့ essay ရဲ့ background information ပဲ okay နော်ပြီးရင်ဒီ introduction ရဲ့အသက်ကဒီနောက်ဆုံးစာကြောင်းပဲသူ့ကိုဘာလို့ခေါ်လဲဆိုရင်ကျွန်တော်က thesis statement လို့ခေါ်တယ်This essay will discuss the problem of ecotourism and some solution to protect local people. ဒါ thesis statement ပဲ thesis statement ဆိုတာ hori essay ကကျွန်တော်တို့ဘာအကြောင်းကိုပြောမှာပါခမညာဆိုတာကိုစာဖတ်သူကိုပြောလိုက်တဲ့ဟာကိုကျွန်တော်တို့က thesis statement လို့ခေါ်တယ်အဲ့တော့ this essay ဒီ essay ကတော့ will discuss the problems of ecotourism and some solutions to protect local people အဲ့တော့ problem နဲ့ solution ကိုပြောတော့မှာပါခင်ဗျာဆိုတာကိုပြောလိုက်တယ်အဲ့တော့ပထမတစ်ပိုက်ကကျွန်တော်တို့ကဒါ problem တွေပြောပြီး okay there are several issues caused by ecotourism ဒါကိုကျွန်တော်တို့က topic sentence လို့ခေါ်တယ်ဒီ body paragraph ရဲ့ topic sentence ဒီအကိုဖတ်လိုက်ခြင်းအပြင်ဟောဒီအောက်ကစာပိုက်ကဒီ issues တွေ problem တွေကိုပြောရမယ်ဆိုပြီးတော့မှစာဖတ်သူကသဘောပေါက်နားလည်သွားစေတယ် there are several issues caused by ecotourism အဲ့တော့ဒီထဲမှာကျွန်တော်တို့က issue ဒီ topic sentenceကဒီလိုရေးထားပြီးဆိုဒီထဲမှာကျွန်တော်တို့က solution သွားထည့်လို့မရဘူးဒီထဲမှာကျွန်တော်တို့က issue တွေ problem တွေပဲရေးရတော့မှာ okay နော်စပ်ဖတ်မယ်နော် one of the main problems of ecotourism is the loss of cultural authenticity when tourists arrive in large number local traditions often change to make tourists happy ဒီမှာဆိုရင်ကျွန်တော် very basic vocabulary တွေပဲသုံးထားတယ်ဒါတွေဆို academic vocabulary တွေမဟုတ်နေဘူး for example traditional foods which is usually very spicy are changed to be less spicy for tourist tastes. This can make local culture less original. Another problem is economic equality. Although ecotourism creates jobs, most of the profit are taken by big tour companies. Big from outside. Local people usually get low salary jobs. Also, tourism can cause price hike in daily life. Price hikes such as food and housing, which make life harder for local residents. Okay, ဒီမှာဆိုရင်ဒီစာပိုက်ကကျွန်တော် problem တွေကိုပြောသွားတာဒီမှာခေါင်းစဉ်က problem လို့တည်လိုက်တဲ့အတွက်ကျွန်တော်ဒီဟာတွေကို problem တွေပြောသွားတာဒီမှာဆိုရင်ကျွန်တော်ဘာတွေထည့်လို့ရနိုင်တယ်လဲဆိုရင်ခုနပြောတယ် coherence and cohesion လို့ခေါ်တဲ့ဟာတွေထည့်လို့ရတယ်ဒီမှာ problem 3ခုလောက်ပါတယ်အဲ့ဒါကို firstly တို့ secondly တို့finally တို့ in addition တို့ additionally တို့ furthermore တို့ဒါတွေကျွန်တော်သုံးလို့ရတယ်မသုံးမဲနဲ့ထားခဲ့တယ်ဘာလို့လဲဆိုရင်ကျွန်တော်ဟိုဟာကို AI ကိုပြင်ခိုင်းမှာမို့လို့ကျွန်တော်ဒီအကြောင်းတွေမသိသေးဘူးလို့သတ်မှတ်ပြီးကိုယ့်အကိုရေးထားတာမို့လို့နောက်ဒုတိယအပိုက်ကတော့ဘာလဲဆိုရင် solution ပိုက်ပေါ့နော်ဒုတိယအပိုက်ဆိုတာတတိယအပိုက်ပေါ့နော်ဒုတိယအပိုက်ဆိုတာ body ဒုတိယအပိုက်ကိုပြောတယ်To solve these problems, the some actions can be taken. Local people should be involved in tourism business. Locally, the tourism business so they can control how their culture is shown. Okay, now, for example, for example, for example, for instance, encouraging homestay at local houses will be beneficial for local communities. These are down in Mare.
This helps local communities to get fair benefits. Government should make rules to limit tourist number in sensitive area. This way, pollution and overcrowding can be prevented. Tourists should also be educated to respect local customs and traditions. Okay, ဒီမှာဆိုရင်ကျွန်တော် cohesive devices တွေမပါတဲ့လောက်နှီးပါရှိတယ် For example တစ်လုံးပဲပါတယ်ဥပမာဒီမှာဆိုရင်ဒီကနေဒီထိကတစ်ချက်ပြီးပြီဆိုရင်ဒီ government ရဲ့အရှိမှာကျွန်တော် cohesive devices တစ်ခုလောက်ထည့်လို့ရတယ် Furthermore ဒါမှမဟုတ်ဒီမှာကျွန်တော်တို့ firstly လို့သုံးထားတယ်ဆိုဒီမှာ secondly ပေါ့ဒါမျိုးသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တက်မသုံးမနဲ့ခြံခဲ့တယ်ဒါကကျွန်တော်တို့ problem and solution အောက်ဆုံးကကြတော့ကျွန်တော်တို့ conclusion ကကြတော့အဲ့ဒါတွေကိုကျွန်တော်တို့ပြန်ပြီးတော့မှအနှစ်ချုပ်ပြန်ပြီးတော့မှရေးတာ in conclusion ဒီမှာတော့ကျွန်တော် cohesive devices ထည့်ထားတယ် in conclusion မှသိအောင်လို့ဒါလေးထည့်လိုက်တယ် ecotourism can cause problems for local culture and communities if it is not well managed essay တစ်ခုလုံးရဲ့အချုပ်ကိုပြန်ရေးတာကောင်းကောင်းသာစီမံခန့်ခွဲမှုမလုပ်ရင် ecotourism ကတဲ့ကျွန်တော်တို့ local culture နဲ့ community အပေါ်မှာပြဿနာတွေတက်ရောက်လာနိုင်တယ်တဲ့ however ဒါပေမဲ့ with the proper rules and local involvement ပါတော့တင့်တော်ကောင်းမွန်တဲ့ကျွန်တော်တို့စီမံခန့်ခွဲမှုတွေစီးမြင်နေနဲ့ပြီးရင်ဒီဒေသခံတွေရဲ့ပါဝင်မှုနဲ့ဆိုရင် ecotourism can be developed in a better and more sustainable way ရေရှည်တည်တံ့တဲ့နည်းလမ်းတွေနဲ့ ecotourism ကဖွံ့ဖြိုးလာနိုင်တယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒါ very basic ပဲ very basic ပုံစံနဲ့ရေးထားတာကျွန်တော်အရင်တော့အဲ့ဒီ scholarship မဖြေခင်ကဒီ IELTS ဖြေရမယ်ဆိုတော့ကျွန်တော် IELTS သင်တန်းမတက်ဖ ೇನೆ ဒီတိုင်းပဲကိုယ့်အကိုရေးတယ်ကိုရေးတဲ့ဟာတွေက very basic ဖြစ်နေတော့ကျွန်တော် I don't know ChatGPT သုံးတာပေါ့အခုတော့ Gemini စမ်းသုံးကြည့်မယ်အဲ့တော့ဘာလုပ်လိုက်လဲဆိုရင်ဒီကောင်ကိုကျွန်တော် copy ကူးလိုက်မယ်ကျွန်တော်ရဲ့ essay ကိုဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဟုတ်ပြီ Gemini ကိုသွားရအောင် okay Gemini ကိုသွားမယ်ကဲအဲ့တော့ကျွန်တော်တို့ကြည့်ရအောင်အခု Gemini ကိုကျွန်တော်သုံးကြည့်မယ် okay Gemini ကနည်းနည်းလေးပို့ပြီးတော့မှ academic ပို့ဆန်တယ်လို့ကျွန်တော်ခံစားလို့ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့နှစ်လောက်တုန်းကကျွန်တော်ဒီ scholarship နဲ့မလာခင် IELTS ဖြေရတော့ကတော့ကျွန်တော် ChatGPT ကိုသုံးတယ် okay နော်ဒီနီးလန်းကကျွန်တော်သုံးတဲ့နီးလန်းเนาะဒီနည်းကိုသုံးပြီးတော့မှဒါလေ့ကျင့်တာအကောင်းဆုံးလို့လည်းကျွန်တော်မပြောဘူးကျွန်တော်သုံးတဲ့နီးလန်းတစ်ခုကိုပဲမျှဝေပေးတာ okay ကျွန်တော်ဘယ်လိုသုံးခဲ့လဲဆိုတာကိုပြောပြပါเนาะ okay ဒီနီးလန်းအတိုင်းကိုယ့်ဘာသာကိုလေ့ကျင့်လို့လည်းရတယ် okay ပထမဆုံးကျွန်တော်ခုနက hori ဒီ IELTS rubric ကိုအရင်ဒီ Gemini လေးကိုကျွန်တော်ထည့်လိုက်မယ်ဒီကောင်ကိုကျွန်တော် PDF file ကို down ထားတယ် okay ဒီမှာထည့်လိုက်ပြီပြီးရင်ကျွန်တော် prompt ရေးမယ် rewrite myဒီအခုပေးတဲ့ rubric ပေါ်အခြေခံပြီးတော့မှငါရဲ့ essay ကိုပြန်ရေးပြီးရင်ကိုကပြန်ရေးခိုင်းရုံနဲ့မဟုတ်ကိုရှင်းပြစေချင်တယ် feedback ပေးစေချင်တယ်ပေါ့နော် explanations feedback on the areas I need to go improve လုပ်ချင်တဲ့ area okay ဒီမှာကျွန်တော်ကို target ထားခြင်းနဲ့ဒီ band ကိုထည့်ရေးတာပိုကောင်းလိမ့်မယ်ခုနကကျွန်တော်ရေးထားတဲ့ essay က band 5.5 နဲ့6လောက်ပဲရှိမယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်သူ့ကိုဒီတိုင်းကြီးတာကျွန်တော်ထည့်ပေးလိုက်ရင် तू က band 9လောက်ထိပြင်ပြမှာပြင်ပြလိုက်ရင်ကိုယ့်ရဲ့လက်ရှိ scale ဟိုဘယ်လိုပြောရမလဲဒီ language scale က 5.5 လောက်ရှိတယ်ဆိုရင် band 9ထိကိုကခုံးကြော်ပြီးတော့မှဖတ်ရင်စိတ်ဓာတ်တွေကျသွားနိုင်တယ်ပြီးရင်ဟိုနားမလည်တာကြီးမသိတာကြီးများလာနိုင်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်အခု realistic ဖြစ်တဲ့ goal လောက်ကိုပဲသွားရအောင်အခုခုနဟာကိုကျွန်တော် 5.5 လို့သတ်မှတ်လိုက်မယ်အဲဆိုရင်ကျွန်တော် 6.5 လောက်ကိုမှန်းလိုက်မယ်ပေါ့နော် my target essay is band 6.5 okay 6.5 လောက်ကို target ထားလိုက်တယ် okay အဲ့ဒါကိုကျွန်တော် prompt လိုက်ပြီးသူ analyze လုပ်နေပြီပြီးရင်ခုနကကျွန်တော်ရဲ့ essay ကိုကျွန်တော် copy paste လုပ်လိုက်အောင်မယ်ဒီမှာ okay အဲ့ဆိုရင်ဒီမှာထည့်လိုက်မယ်သူ analyze လုပ်ပြီးသွားပြီဘာပြောမလဲမသိဘူးစိတ်လှရှာနေပြီဒီမှာလဲသူလဲခုနကပေးတဲ့ကောင်ဖတ်ပြီးเนาะ task correspond နဲ့ coherent and cohesions ပြီးရင် lexical resource ပြီး grammatical range and accuracy okay အဲ့တော့ကျွန်တော်ထည့်ပြီokay အဲ့တော့ကြည့်အောင်သူကျွန်တော် essay ကိုဗားပြင်ပေးလိုက်တယ်လေပေါ့နော်ဒါ band 6.5 plus လို့သူပြောထားတယ်6.5 plus ဆိုတော့7လောက်လည်းဖြစ်နိုင်တယ် okay ဒီမှာတော့သူ
task response ဘာမှမပြောဘူး task response ကအဆင်ပြေတယ်လို့သူပြောတယ်ကျွန်တော်ဒီမှာ lexical resource နဲ့ grammatical range ကိုပို့ပြီးတော့မှနည်းနည်းလေးအာရုံစိုက်ပေးဖို့လိုမယ်တဲ့ okay နော်အဲ့တော့ကြည့်အောင်သူပထမဘာရေးလဲဆို ecotourism typically involve okay မြင်ရလားမသိဘူးကျွန်တော်ချဲ့လိုက်မယ်Ecotourism typically involve travelers visiting remote or environmentally sensitive destinations. ဒီမှာ areas ဝဲနေမှာ destination လို့ပြောင်းသုံးတယ် Why this industry has grown in popularity, concerns has been raised regarding its detrimental impact on indigenous cultures and local residents. This essay will examine the primary challenges, okay, no problem, no issue လို့နေရာမှာ challenges လို့ပြောင်းသုံးတယ် associated with ecotourism and propose several strategies solutions ဝယ်နေရာမှာ strategies လို့သုံးတယ် to safeguard protect အစား safeguard နဲ့သုံးတယ် local communities okay ဒါကျွန်တော် need ပြီးပြီ intro ပြီးပြီ okay ဒီမှာကျွန်တော်တို့ challenge အပိုက်ကိုကြည့်အောင် one of the significant issues is the erosion of cultural authenticity when tourists arrive in large number local traditions are frequently modified to cater to international preferences okay တရားဆိုရင်ဒီမှာခုနကကျွန်တော်အရက်စကားနဲ့ရေးထားတာ to make tourists happy လို့ရေးထားတာကို to cater to international preferences လို့သူပြောင်းပြီးတော့မှရေးပေးတယ်ဒါ formal ပူဖြစ်တဲ့အသုံးတွေပေါ့နော် for instance နဲ့ကျွန်တော် for example လို့ရေးထားတာကို for instance လို့ပြောင်းရေးတယ် traditional cuisine local food အစားသူ traditional cuisine လို့ပြောင်းပြတယ် might be alter change အစားသူဘာလုပ်လဲ alter လို့ရေးတယ်ပြီးရင် might be ဆိုတော့နည်းနည်းပို့ပြီးတော့မှ flexible ပို့ဖြစ်သွားတယ် might be ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာမျိုးပို့ပြီးတော့မှသူက soft ဖြစ်သွားတဲ့ဟာမျိုးပေါ့နော် cautious language လို့ခေါ်တာပေါ့ကျွန်တော် academic မှာဆိုရင် alter to suit milder palates ကျွန်တော်ဗာလဲ less spicy လို့ရေးထားတာနဲ့တူရခုနတော့အဲ့ဒါကိုသူဗာလဲ milder palate လို့ပြောင်းရေးတယ် furthermore ကျွန်တော် original ရေးတဲ့ထဲမှာ furthermore လို့မပါဘူးဒီ cohesive devices တွေတက်ဖြောက်ပြီးရေးထားတာဒီမှာသူထည့်ပေးတယ် furthermore ecotourism often exacerbates ဆိုတာ make ပဲ create သို့မဟုတ် make ဒါကိုသူ formal အသုံးပြောင်းသုံးတာ exacerbates economic inequality although okay ဒီမှာမြင်တာတစ်ခုပြမယ်နော် although the industry generates employment as substantial portions of the profits is often captured by international tour operators rather than the community ဒီစာကြောင်းဆိုရင်ဒါမြင်တာအောင်ကြည့်ရရင်ဒါ complex sentence ပဲကျွန်တော်ခုနအစောပိုင်းကပြောတယ်နော်ဒီ sentence တွေမှာကျွန်တော်တို့ symbol တွေ compound တွေ complex တွေပါဖို့လိုမယ်လို့ခုဒီမှာသူ complex sentence တွေသုံးတယ် compound တွေလည်းသုံးတယ် compound complex တွေလည်းသုံးတယ် consequently ဒါတွေဆိုရင်ဒီစကားလုံးတွေ consequently လို့ပါဘူးခုနဒီ furthermore လို့ဒါတွေကဘာတွေလဲဆိုရင် cohesive devices တွေပဲ consequently residents are relegated to low paying roles while ဒီမှာဆိုလဲဒါ subordinated conjunction တွေသုံးထားတယ် although တို့ while တို့ okay နော် why the increased demand for goods often leads to an inflated cost of living making basic necessities less affordable တကယ်တော့ခုနကကျွန်တော်ရှင်းရှင်းလင်းလင်းရေးထားတဲ့စာကြောင်းတွေပဲအဲ့ဒါတွေကိုသူကပြန်ပြီးတော့မှ formal ဖြစ်အောင်ပြောင်းရေးပေးတယ် okay နော်တိတ်ပြီးတော့မှကျွန်တော်ဘာသာပြန်ပြတော့ကြာတော့မှဆိုလို့ခုနကကျွန်တော်ရဲ့ original စာပိုက်ကိုပြန်သွားဖတ်လိုက်ရင်ဒါဒီစာကြောင်းတွေကဒီဒိတ်ပဲတွေပဲနောက်အပိုက်က to mitigate these concern ဒီစိုးရိမ်မှုတွေဒီပြဿနာတွေ to mitigate short ချဖို့ဆိုရင် several measures should be implemented first တွေ့လားခုနကကျွန်တော်ပြောခဲ့တယ်မှတ်မိရနော်ကျွန်တော်ပြောသွားတယ်အချက်၃ချက်ပါတယ်အဲ့အချက်၃ချက်ကိုကျွန်တော်ရှေ့က cohesive devices တွေလုံးဝမထည့်ဘဲနဲ့တက်ဖြုတ်ထားတာဒီ AI ကထည့်ပေးတယ်တွေ့လားသူမလွတ်ဘူးသတိမလွတ်ဘူး okay နော်ဒီဟာကြောင့်မှကျွန်တော်ကဖတ်တဲ့ flow လေးကချောသွားမှာဒါတွေပါမှာ okay နော် first ပထမဆုံးအနေနဲ့တဲ့ local communities must be empowered to manage tourism initiative ensuring they retain control over how their culture is presented being encouraging ဒီမှာဆိုရင်ကျွန်တော်ခုနရှေ့သုံးမှာကျွန်တော်ပြောခဲ့တယ်မှတ်မိလား Jaran နဲ့စားတဲ့ sentence တွေလည်းပါဖို့လိုတယ်ဆိုတော့ encouraging community based project CBD ပေါ့နော် encouraging ဒီမှာဒါဆိုရင်ဒါ Jaran နဲ့စားတဲ့ sentence တွေ community based project such as ဒီမှာဆိုရင် for example တို့ for instance လို့မသုံးတော့ဘူး such as authentic homestays can ensure that financial benefits are distributed more equitably. Additionally, governments should implement strict regulations to limit visitor numbers in vulnerable regions to prevent overcrowding. Finally, ဒီမှာသုံးချက်စလုံးကိုဒီမှာ first, additionally, finally
educational programs for travelers are essentials to foster the foster တို့ဘာလို့စကားလုံးတွေကကျွန်တော် academy မှာတအားတွေ့ရတယ်တအားသုံးတယ် foster a deeper respect for local customs and minimize the negative social footprint of their visit လာလိုက်တဲ့စကားလုံးတွေသုံးတော့ရတယ်နော် okay မလေးပြတာ 6.5 တောင်မဟုတ်ဘူးဒါ7လောက်တောင်ရတဲ့တယ် in conclusion နေကုန်းချုပ်အနေနဲ့တဲ့ while ecotourism can threaten the integrity of local cultures through commercializations and economic disparity these risks can be managed ဒီမှာလဲဒါ subordinating conjunction ဖြစ်တဲ့ while နဲ့ထွဲပြီးတော့သုံးထားတယ်နော်အဲ့တော့ဒီကောင်က complex sentence ပဲ by prioritizing local involvement and enforcing sustainable regulations it is possible to protect these unique communities while still allowing for responsible travel okay ဒါသူပြန်ရေးပြီလားလှလိုက်တယ်ပြန်ရေးထားတာကျွန်တော်တော့ဖတ်ရတာနည်းနည်းထောက်နေကိုရေးတဲ့ဟာမဟုတ်တော့ကြတော့လေကိုသုံးနေကြစကားလုံးတွေမဟုတ်တော့ကြတော့တစ်ခါလေးမှာဖတ်ရတာထောက်ထောက်ဖြစ်နေအဲ့တော့သူ feedback တွေပေးယူမှာနော် feedback and areas to improvement area for improvement ဘာတွေ improve လုပ်တဲ့လဲဆိုရင်ပေါ့နော် task response and current strength က you clearly address both problem and measures improvement for 6.5 ရခြင်းရင် in the rewrite I expanded on why the problem occur ဘာကြောင့် problem တွေဖြစ်တယ်ဆိုတော့သူထပ်ပြီးတော့မှရေးထားတယ် instead of just saying life is harder I use ဘာလဲဆိုတော့ inflated cost of living သူနေ့စဉ်နေထိုင်စိတ်တွေမြင့်တက်လာတာလို့ပေါ့နော်သူထည့်ရေးတယ် which provide more developed response okay coherent and cohesion ကပါလဲ current strength က you have clear introduction body paragraphs and conclusion တွေပါတယ်တဲ့ I use more sophisticated linking words instead of also another problem I use furthermore consequently ensure clear progression and throughout the response တွေ့ရနော်ဒီ coherent and cohesion တွေသူထည့်သုံးသွားတယ်ပြီးရင် lexical resources တွေမှာလည်းပါလဲyour vocabulary is adequate for the task the task အတွက်တော့သင်တော်တယ်ပေါ့နော် but use simple terms like make tourists happy တွေ့ပြီနော် make tourists happy တို့ဒီမှာ big companies တို့ဒါတွေကအရင်စကားစံတို့သူဘာလုပ်တာလဲ I replace simple phrasing like less common lexical items ဘာလဲဆိုရင် make tourists happy ကို cater to international preferences လို့သူပြောင်းရေးတယ် big companies က international tour operators လို့ရေးတယ် less spicy အစားဒီမှာ suit milder palates လို့ပြောင်းရေးတယ်တွေ့ရနော်ခုနကကျွန်တော်ပြောသွားတဲ့ဟာလေးကြီးပဲသူအဲ့ဒါတွေကိုသူကျွန်တော်လမ်းဖန်တဲ့ဒီအရက်သုံးစကားတွေကိုသူလည်းဖမ်းမိတယ်သူဒါတွေကိုပါလဲ academic အနေနဲ့ပြန်ရေးတယ် grammatical range and accuracy you use a mix of simple and complex form but there were minor errors အဲ့တော့ minor error တွေပါတယ် profit are taken become more popular ဆိုတာပေါ့နော်ဒီမှာဆိုရင်ရှေ့မှာ has ပါမယ်ဟာတွေကျွန်တော်ဖြုတ်ထားတာဒီမှာ profit ကလည်းဘာဖြစ်လဲဆိုရင်ဒီကောင်ကဒီမှာ profit နဲ့ are နဲ့ the subject verb agreement မကိုက်ဘူးဖြစ်နေokay နော် I corrected subject verb ဒီမှာပဲ subject verb agreement နဲ့portions of profit is and use more complex structure like why this industry has grown တွေ့ရနော်ဒီမှာဆိုရင်သူပါလဲ complex sentence တွေသုံးတယ် by prioritizing local involvement to show better control of grammar ကို grammar ကိုဘယ်လောက်ထိထိန်းချုပ်နိုင်လဲကျွမ်းကျင်တယ်ဆိုတော့ပြဖို့အတွက်သူပြောင်းရေးတယ်တဲ့အဲ့တော့ဒီလောက်ပဲသူတိတ်တောင်အများကြီးတောင် feedback မပေးဘူးဒါပေမဲ့ဒီလောက်ဆိုရင်ကိုကျွန်တော်တို့ကတော်တော်လေးအလုပ်ဖြစ်တယ်ကိုယ့်ရဲ့ original ရေးထားတဲ့ sentence တွေကိုဖတ်ပြီးရင်သူပြန်ရေးပေးတဲ့ဒီ essay ကိုကျွန်တော်တို့ကဖတ်ဒါဆိုရင်ကျွန်တော်တို့ကကောင်းကောင်းနားလည်သွားလိမ့်မယ်ကျွန်တော်တို့ဘာလေး improve လုပ်ဖို့လိုအပ်ပါလိမ့်ပေါ့နောက်ပြီးတော့ကျွန်တော်ပြောချင်တာကိုယ့်ရဲ့ essay တဲ့ အရင်မြင့်တဲ့ level ကိုသွားပြီးတော့မှ feedback မပေးခိုင်းနဲ့ကိုရေးတဲ့ဟာကဥပမာ 5.5 လောက်6လောက်ပဲရှိသေးတယ်ဆိုရင်9လောက်ထိသွားမရေးခိုင်းနဲ့ဘာလို့လဲဆိုတော့သွားဖတ်လိုက်ရင်လုံးဝကိုယ့် essay ကြီးကပုံပြောင်းသွားတာမမီအောင်ထိပုံပြောင်းသွားပြီးတော့မှဘာမှမသိဘူးဖြစ်သွားတတ်တယ်ကိုကမတိမ်မယိမ်း level လောက်ပေါ့နော်တစ် level လောက်မြင့်ပြီးတော့မှကိုက6လောက်ရမယ်ဆို7လောက်ကိုမှန်းလိုက်တယ်ဟေ့ဆိုရင်အဲ့ဒါဆိုရင်ဒီ sentence လေးကဒါလေးပြောင်းသွားပါလားဆိုတာကိုသိပြီးတော့မှပုံမပြတ်ဘူးမြင်သာထင်သာရှိတယ်ကိုလည်းလိုက်မိတယ်မဟုတ်ရင်ကိုလိုက်မမိဘူးဖြစ်သွားတတ်တယ်ကဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ Gemini သို့မဟုတ် ChatGPT ကိုသုံးပြီးတော့မှဘယ်လိုကျွန်တော်တို့ IELTS essay လေ့ကျင့်လို့ရလဲဆိုတာကိုသဘောပေါက်ပြီးထင်ပါတယ်ကျေးဇူးများတင်ပါတယ်